ကဲဟုတ်ပြီဆိုလို့ရှိရင်ကျွန်တော်ရဲ့အကူဒီမတွေအားလုံးပဲမင်္ဂလာပါရှုပ်ချိုးချိုးနဲ့ကောင်လေးကနေပြီးတော့ကျွန်တော်ရဲ့အကူဒီမအားလုံးပြန်လဲကြိုဆိုလိုက်ပါနော်ဆိုတော့ကျွန်တော်ရဲ့အကူဒီမအားလုံးပဲကျွန်တော်ကတော့ကျွန်တော်ပဲဖြစ်ပါတယ်ဗောနော်ဆိုတော့ကျွန်တော်ရဲ့အကူဒီမတွေကျွန်တော်တို့ဒါတန်တင်းလာနေ့ရဲ့ညနေဈေးလေးမှာကျွန်တော်တို့ရဲ့ဒီတစ်ပတ်စာဟူးမကျော်အခွေလေးဖြစ်တဲ့9338ဆိုတဲ့အခွေလေးနဲ့50တဲ့ပဲရှယ်ပဲအောင်ပွဲထပ်ပြီးတော့ခံနိုင်ခဲ့ကြပြန်ပြီကျွန်တော်ရဲ့အကူဒီမှာပြီအဲကျွန်တော် formula တွေကတော့ကျွန်တော်ပြောပါတယ်မနေ့ကတော့ကျွန်တော်ပြောခဲ့တယ်ကျွန်တော် formula တွေကတော့ဝင်နေအောင်ပါပဲเนาะကျွန်တော်ဘာရှိမှလဲဆိုကျွန်တော်အဲ့လက်တွက်ဒီကလင်တာတွေအဲ့ဒီအကုန်ဒီမှာသွားပြီးတော့ဒုက္ခရောက်တာကျွန်တော်ကြံခဲ့တဲ့တစ်ပတ်က2ရက်ပိတ်ထားတဲ့အတွက်ဒီတစ်ပတ်မှာကစားရတာကျက်သွားလိမ့်မယ်နောက်တစ်ပတ်မှာတော့ဒါအဆင်ပြေပြေသွားမှာပါနောက်တစ်ပတ်ကျရင်တော့အဆင်ပြေပြေသွားမှာဒီတစ်ပတ်မှာကျွန်တော်အစတွေကလည်းကျွန်တော်ပြောခဲ့ပါတယ်တနင်္လာနေ့နဲ့မှလည်းကျွန်တော်ပြောခဲ့တယ်ကျွန်တော်ကိုယ်မှာစော်စားနေမှာသတိဝိရလေးနဲ့စော်ကစားကြဖို့ကိုပေါ့နော်ကျွန်တော်လည်းဒါအကောင်းဆုံးဖြစ်အောင်တော့ကြိုးစားပြီးမှာပါကျွန်တော်ရဲ့ကိုယ်မှာအားလုံးပဲကျွန်တော်ပေါက်တယ်ကျွန်တော်ရတယ်ဆိုရင်ကျွန်တော်ရဲ့ကိုယ်မှာတူဦးတယောက်ချင်းစီတိုင်းလည်းပေါက်ရမယ်ရရမယ်နော်တကယ်လို့ကျွန်တော်မပေါက်ဘူးကျွန်တော်မရဘူးဆိုရင်တော့ကျွန်တော်ရဲ့ကိုယ်မှာလည်းရမှာမဟုတ်ဘူးနော်ချုံးလေတူတူမြက်လေအတူတူပေါ့ဗျာနော်ကျွန်တော်မိသားစုဝင်ထားတဲ့အကိုဒီမားတွေရောနေတိုင်းအကိုဒီအမားတွေရောနော်နေတိုင်းတွေအနေနဲ့ကတော့ကျွန်တော်ဒါနေကုန်မှာဆိုရင်တော့မရလိုက်ဘူးကျွန်တော်ကီးလေးပဲထိလိုက်မယ်ကျွန်တော်ကီးလေးပဲမနက်ဈေးလေးမှာကျွန်တော်နှစ်4ခုဆိုတဲ့ကီးလေးပဲကျွန်တော်ဒါမနက်ဈေးလေးမှာထိလိုက်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒါတပတ်စာအနေနဲ့ဆိုရင်ကျွန်တော်ဟိုမကျော်ကထွက်သွားပြီเนาะ9338အခွေထွက်သွားတဲ့နေရာမှာကျွန်တော်ကိုဒီမှာဘာဆက်လောက်အောင်မလဲလို့မေးနေတယ်ကျွန်တော်ရဲ့အကူဒီမှာပြီအင်္ဂါနေ့မှာ9338အခွေဆက်လိုက်လို့ရတယ်เนาะအင်္ဂါနေ့တည့်ရက်ပဲเนาะဗိုလ်ရူးနေ့ထိဆက်လိုက်စရာမလိုဘူးအင်္ဂါနေ့မှာ9338အခွေကိုဆက်ပြီးတော့လိုက်ချင်သေးတယ်စော့ချင်သေးတယ်ဆိုတဲ့အကူဒီမှာတွေအနေနဲ့အဲ့ဒီ9338အခွေကိုအင်္ဂါနေ့နေကုန်ဆက်ပြီးတော့စော်ကစားလို့ရတယ်နေကုန်နော်နေကုန်ဆက်ပြီးတော့အင်္ဂါနေ့နေကုန်ဆက်ပြီးတော့လိုက်လို့ရတယ်အကယ်၍မှကျွန်တော်ကိုမာတွေဒီအခွေအပူးပါရယ်နော်9338အခွေကအပူးပါရယ်နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒါအပူးမှဆိုလို့ချင်းကျွန်တော်တို့ဗာသတိထားလို့ရမလဲဆိုရင်အင်္ဂါနေ့မှာ3ဘူးနဲ့10ဘူးနှစ်ကွက်သတိထားပါကျွန်တော်ကိုမာအင်္ဂါနေကုန်မှာ3ဘူးနဲ့10ဘူးနှစ်ကွက်သတိထားပါအခွေလိုက်မယ်ဆိုတဲ့အခွေတွေမာတွေအနေနဲ့ကတော့ဒီ9338ဆိုတဲ့အခွေကိုအပူးပါလေးစော့ပေးပါနော်အပူးပါအခွေလေးပါအပူးပါလေးစော့ပြီးပါဒါကျွန်တော်မနေ့ကတော့လည်းအပူးမဖြစ်မနေထဲစော့အောင်မယ်လို့ဒါပြောခဲ့တယ်နော်ဒီနေ့မှလည်းကျွန်တော်ထပ်ပြီးတော့ပြောတယ်ဒီအခွေလေးကိုအပူးထဲစော့ပြီးပါနော်ဒီအခွေမစော့ဘူးအပူးတီးတတ်မယ်ဆိုတဲ့အခွေဒီမှတွေကတော့ဒါ3ဘူးနဲ့10ဘူးနှစ်ကွက်ကိုအထူးသတိထားပြီးတော့စော့ပါနော်ဆိုလို့ရှိရင်ကျွန်တော်ကိုမာတွေဒါတပတ်စာအနေနဲ့ဆိုရင်ကျွန်တော်ပေးထားတာ break တစ်စုံပဲရှိတယ်ကျွန်တော်ဘာမှမရှိဘူး break အနေနဲ့ဆိုရင်ကျွန်တော်ရဲ့အကူဒီမာတွေဒါတနင်္လာနေ့ကနေပြီးတော့ဒါကျွန်တော်တောက်ကြနေ့အထိကို9ရက်စာဇရာမှာကျွန်တော်တို့ဒါ6 goal break ပါနော်6 goal break လာကိုလာပါလိမ့်မယ်ကျွန်တော်ကမှ break လိုက်တဲ့ကူဒီမာတွေအနေနဲ့လည်းကျွန်တော်6 goal break ကိုရုံရုံကြည်ကြည်နဲ့ဆက်ပြီးတော့ like ပြီးတော့စော်ကစားလို့ရပါတယ်နော်ဆိုရင်ကျွန်တော်တို့တပတ်စာတော့လောက်ပဲဘာမှမြင်များဆဆမရှိဘူးဆိုတဲ့အခါမှာကျွန်တော်နေတိုင်းကိုဆက်ပြီးတော့သွားမယ်။နောက်နေတိုင်းအနေနဲ့ဆိုရင်ကျွန်တော်ကိုမှကျွန်တော်4ရက်8လ2000နဲ့မှ26အင်္ဂါနေ့နေကုန်မှာ။နောက်အင်္ဂါနေ့နေကုန်မှာခုနလေးကျွန်တော်နေတိုင်းသမားလေးခဏနေကျွန်တော်မိသားစုဝင်ထားတဲ့ကိုဒီမတွေဒီမှာတေချာကြည့်တော့မိသားစုဝင်နေကျွန်တော်ပြောစရာရှိတာကအင်္ဂါနေ့မှာကျွန်တော်ဇာတို့ပဲဒီအကောင်းပါတယ်။မိသားစုဝင်ထားတဲ့အကူတွေမတွေတဦးတယောက်ချင်းစီတေးသေးချာချာလေးနားထောင်သွားပါအင်္ဂါနေ့မှာကျွန်တော်တို့ဇာတို့ပဲဒီအကောင်းပါတယ်မိသားစုဝင်ထားတဲ့ကိုရီမတွေကျွန်တော်ဘယ်တော့မှပြစ်မထားဘူးเนาะကျွန်တော်အမြဲတမ်းထိမှာနေတိုင်းမှာတူးတယောက်ချင်းစီတိုင်းဗျာကျွန်တော်လိုက်ပြီးတော့ပြောပြီးမနိုင်ဘူးပေါ့เนาะဒါကြောင့်မလို့ကျွန်တော်နေတိုင်း view တွေမှာကျွန်တော်အမြဲတမ်းထည့်ပြီးတော့ပြောပြီးတယ်ကျွန်တော်တို့အားကောင်းရင်ဒီဇာတို့ပဲဒီရက်မှာအားကောင်းနေဆိုရင်အားကောင်းတဲ့အကြောင်းကျွန်တော်တို့ဟိုဖြစ်ရင်ပုံမှန်သွားမယ်ဆိုရင်ပုံမှန်သွားမယ်ဆိုတဲ့အကြောင်းပြောပြီးတယ်เนาะအားကောင်းနေဆိုတိုင်းလည်းကျွန်တော်ကိုမှဆွတ်ယူပြီးတော့မလုံးနဲ့เนาะကိုငွေနဲ့ကိုချင်းချင်းပြီးလို့အင်္ဂါမထွက်ခဲ့ရင်ဘိုဒူးကိုဆက်လိုက်ရမှာဖြစ်တယ်เนาะဘိုဒူးနေ့စာကိုလည်းကျွန်တော်တို့ခြံထားအင်္ဂါနေ့မှာတင်စောလို့ရတဲ့လောက်ကလေးတော့တင်စောလို့ရတယ်နားလည်မယ်ထင်တယ်ဆိုတော့ကြာအင်္ဂါနေ့မှာအကုန်ကျုံးပြီးတော့မှဘိုဒူးနေ့ကြမှာဟာဘိုဒူးနေ့ဆက်လိုက်စရာမရှိတော့ပါဘူးဒီဖြစ်ကုန်မှာဆိုလို့အဲ့လိုတော့မရဘူးเนาะကျွန်တော်အားကောင်းနေပြောတာဂျင်းဒီလာမယ်လို့ပြောတာမဟုတ်ဘူးเนาะသူရဲ့ site ကတော့ဒါ3ရက်အတွင်းပဲဒါကြောင့်မလို့3ရက်အတွင်းမှာတော့လာမယ်သို့ပေမဲ့အင်္ဂါနေ့မှာကျွန်တော်အားဖို့ကောင်းတဲ့အကြောင်းပြောပြတာနော်ဆိုရင်နေတဲ့ကလေးကိုဆက်သွားမယ်နေတိုင်းနေနေဆိုရင်ကျွန်တော်ကမာတွေ4ရက်8လ2026အင်္ဂါနေ့နေကုန်စားပါမနက်သေးမထွက်ရင်ညနေသေးဆက်လိုက်ပါမယ်နော်မနက်သေးထွက်တယ်ဆိုလို့ရှိရင်လည်းညနေသေးကိုကျွန်တော်ထပ်ပြီးတော့တင်ပေးနေတင်ပေးမတင်ပေးရင်လည်းဒါ1ချိန်နေ့ကကျွန်တော်ကြံတဲ့တလုံးဆက်ပြီးတော့လိုက်လို့ရတယ်နော်ဆိုရင်ကျွန်တော်တို့နေတိုင်းကျွန်တော်တို့4ရက်နေ့အင်္ဂါနေ့ပေါ့နော်ဒီတစ်ပတ်ကျွန်တော်တို့အင်္ဂါနေ့နေကုန်ဒါနေတဲ့သမားတွေအတွက်ကိုလည်းကျွန်တော်ဒါအကောင်းဆုံးဖြစ်အောင်လို့ကြိုးစားပြီးပါတယ်ကျွန်တော်ဒီကိုမာတွေနော်ဒါကတော့ဒါတနင်္လာနေ့မှာတော့နည်းနည်းလေးနားလေပြီးကြပါဘာကြောင့်လဲဆိုတော့ကျွန်တော်တို့စဖွင့်နေရလဲကျွန်တော်ပြောခဲ့တယ်ဒီတစ်ပတ်မှာဒါဗျံမရာကြီးဖြစ်မှာပါတော့အဲ့ဗျံမရာဖြစ်မဲ့အပတ်ကိုမှကျွန်တော်619ပါထားပြီးတော့ပြတ်ထားတယ်
တန်နေလာနေကုန်မှာတန်နေလာနေကုန်6တစ်ကိုမထိမဖြစ်လို့ကျွန်တော်တို့ဒါအများတန်းပြောနေကြပဲပြတ်ထားအင်္ဂါနေ့မှာတော့ဒါနေကုန်မထိမဖြစ်ဆိုရင်385တစ်လုံးတေချာလာလိမ့်မယ်နောက်တန်နေလာပြတ်ထားတာဖြစ်တဲ့အတွက်အင်္ဂါနေ့မှာတော့ဒါ385ထပ်ပြီးတော့ပြတ်မှာမဟုတ်တော့ဘူးကို့မှာလုံးမိုင်ရှိရဆိုရင်လည်း385နဲ့ကတ်ဆော့ပါနော်ကို့မှာကြိုက်တဲ့လုံးမိုင်ရှိရဆိုရင်385နဲ့ကတ်ဆော့ပါဆိုတော့ကျွန်တော်ကတော့ဒါကျွန်တော်ကြိုက်တဲ့1ချင်းလေးနဲ့ကတ်ပြီးထားတယ်နော်ဆိုတော့လေးရှိလာ2020ချောင်းအင်္ဂါနေ့နေကုန်မှာကျွန်တော်ကိုမှာအားလုံးပဲကျွန်တော်တို့အကောင်းဆုံးမှာဆိုတဲ့1ချင်းလေးရှိမယ်မင်းရော6ခွက်ရှိမယ်တစ်ခွက်ကောင်းလေးရှိမယ်ဘိုင်ဘက်သီးလေးတစ်လုံးရှိမယ်ဘရိတ်ကလေးတစ်စုံရှိမယ်နော်ဆိုတော့ကျွန်တော်ကိုမှာကျွန်တော်1ချင်းလေးကနေရေသုံးစားပြီးတော့ခေါ်ပြီးမယ်နော်ကျွန်တော်အင်္ဂါနေ့နေကုန်မှာကျွန်တော်တို့အကောင်းဆုံးမှာဆိုတဲ့1ချင်းကျွန်တော်ရဲ့အကြိုက်ဆုံးမှာဆိုတဲ့1ချင်းဒီ3ညခွန်1ချင်းနော်1ချင်းဒီ3ညခွန်1ချင်းပဲဖြစ်တဲ့နက်ခတ်1ချင်းလေးပါနော်ဒါမှလာအောင်မယ်ကျွန်တော်ကိုမှာတချို့တွေကမနေတဲ့မထိုင်တဲ့တကယ်ကိုသိလားဘာကြောင့်လဲဆိုတော့ဟိုကျွန်တော်ကပြောနေကြစကားရှိတယ်ကျွန်တော်ရဲ့ဗီဒီယိုတွေအများအားကြည့်တယ်အများအားအားပေးနေဆိုရင်ကိုကြီးမတွေသိတယ်အရှိမဘယ်လောက်ထိထွက်ထားတယ်ဘယ်ကန်တန်းကဘယ်လိုတွေဆင်းထားတယ်ဘယ်လောက်ထိမြူးထားတယ်ဆိုတာကြီးကျွန်တော်စိတ်မဝင်စားဘူးကျွန်တော် site ထဲမှာရှိတယ်ကျွန်တော်ရှာလို့ရတယ်ကျွန်တော်အကောင်းဆုံးကြိုးစားလို့ရလာတဲ့အတိုင်းပဲချပေးမှာเนาะအရှိမကျွန်တော်တို့3ည2ကြိမ်ဆင်းသွားပြီเนาะ3ည2ကြိမ်ဆင်းသွားပြီဒါတော့မှကျွန်တော်အင်္ဂါနေ့မှာ3ညခုံ1ကြိမ်ထပ်ပြီးတော့ကင်နေတုံးလားကိုထက်ကထပ်ပြီးတော့3ညခုံ1ကြိမ်နေပြီးနေတုံးလားလို့မပြောပါနဲ့ကျွန်တော်ကြိုက်လို့ကျွန်တော်ပြီးတာအကိုရီမတွေဘက်ကအကြိုက်တူမှယူဆော့ပါအကြိုက်မတူဘူးဆိုရင်ကိုကြိုက်တာကိုရွေးပြီးတော့ဆော့လို့ရတယ်ဆိုတော့ပြောတာကိုနားလည်မယ်ထင်ပါတယ်ကျွန်တော်ကိုရီမတွေဒါကျွန်တော်ပြောနေကြပဲနော်အရှင်မှာပါထွက်ခဲ့တယ်ဆိုတာကျွန်တော်ခေါင်းထဲမထည့်နိုင်ဘူးကျွန်တော်ဒါကြိုးစားလို့ရလာတဲ့အတိုင်းပဲကျွန်တော်ကချပေးမှာနော်အရှင်မှာ3ည2လုံးမကတော့10လုံးထွက်ထားလဲကျွန်တော်အင်္ဂါနေ့နေ့တိုင်းမှာကျွန်တော်3ညရတယ်ဆိုရင်3ညပဲပြီးမှာနော်နားလည်မယ်ထင်ပါတယ်ဒါလူဟောင်းတွေကတော့အများကြီးပြောနေကြမလို့ဘူးနော်လူသစ်တွေအနေနဲ့ကိုပြောချင်တာပါဆိုတော့3ညခုံ1ချင်းအင်္ဂါနေကုန်မှာကျွန်တော်အကြိုက်ဆုံးကျွန်တော်ရထားတဲ့အကောင့်ဆုံး1ချင်းဒီ3ညခုံ1ချင်းအဲ့ဒီ3ညခုံ1ချင်းကျွန်တော်ဘာကြီးနဲ့ကတ်မလဲဒါကတော့ကျွန်တော်ရှင်းမှာပြောခဲ့တဲ့အတိုင်းပဲအင်္ဂါနေကုန်မှာမထိမဖြစ်ပါဆိုတဲ့ကြီးဒီ385တစ်လုံးသေးချာကိုလာရလိမ့်မယ်နော်ဆိုတော့ကျွန်တော်ကကျွန်တော်ကဒီ3ညခုံ1ချင်း385နဲ့ကတ်ပြီးတော့အင်္ဂါနေကုန်အတွက်ကိုအကောင်းဆုံးဖြစ်မယ်လို့မျှော်လင့်ထားတယ်ဆိုတော့ကျွန်တော်ရဲ့မတွေဘက်ကလည်းကျွန်တော်ရဲ့ဒါအကြိုက်တူတယ်ကိုထက်နဲ့ဟိုကဖြစ်တယ်ဆိုလို့ရှိရင်ဒါကြိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့မတွေကျွန်တော်ပြီးတဲ့အတိုင်းတပုံစံနဲ့လိုက်ဆော့ပေါ့အကယ်လို့မှဒါကိုထက်နဲ့အကြိုက်မတူဘူးကျွန်တော်ကျမတို့တခြားပတ်တီးတစ်လုံးကြိုက်တာပါဆိုရင်လည်း385နဲ့ကတ်ပြောချင်တာကကျွန်တော်ခင်ဗျားတွေဘယ်လိုပဲစစ်ဆော့ဆော့ဘယ်နီးနေပဲဆော့ဆော့ဘယ်ကနန်းပဲဆော့ဆော့အင်္ဂါနေကုန်385မထိမဖြစ်ထားပြီးတော့ဆော့ပါနော်အင်္ဂါနေကုန်မှာ385ကိုမထိမဖြစ်ထားပြီးတော့ဆော့ပါဆိုတော့ကျွန်တော်ရဲ့ကိုညီမတွေကျွန်တော်က3ညခုံ1ချင်း385ဆိုတဲ့အထီကီးလေးနဲ့ကတ်ပြီးတဲ့အခါမှာပြန်ကနန်းတစ်ခွက်ပါလာမယ်နော်ပြန်ကနန်းတစ်ခွက်ပါလာမယ်3ညနဲ့ပတ်သက်ပြီးတော့မေယော3ကခွန်နဲ့ပတ်သက်ပြီးတော့မေယော3ကဘောင်းမေယော6ခွက်ရလာမယ်ဆိုတော့ကျွန်တော်တို့ဒါ3ညနဲ့ပတ်သက်ပြီးမေယော3ခွက်ကနေအရင်ဆုံးစပြီးတော့ခေါ်ပေးမယ်လိုက်မှတ်မယ်ဆိုတဲ့အကူဒီမတွေအစင်သင့်ပြင်ထားပေးရမယ်နော်အစင်သင့်ပြင်တဲ့အချိန်လေးတွေမှာကျွန်တော်အကူဒီမအားလုံးပဲကျွန်တော်တို့9 3ည38အခွေကိုဘယ်လောက်ပိုးရခဲ့ကြသေးလဲအခွေလိုက်တယ်ဆိုတဲ့အကူဒီမတွေ9 3ည38အခွေကိုအခွေလိုက်တယ်ဆိုတဲ့အကူဒီမတွေအခွေလေးနဲ့ဘယ်လောက်ပိုးရခဲ့ကြသေးလဲကွန်မန့်မှာမှန်သွားပေးကြအောင်နော်လိုက်လက်မလေးတယောက်တစ်ခုစီတော့နှိပ်သွားဖို့မမေ့ပါနဲ့ကျွန်တော်ကိုယ်မလေးလိုက်လက်မလေးတောက်ဆိုပြီးနှိပ်ရတာလေးဘာမှအပန်းမကြီးပါဘူးကျွန်တော်ကိုယ်မလေးတောက်ဆိုပြီးနှိပ်လိုက်အောင်ပဲဟုတ်တယ်မ comment ကလေးတယောက်တစ်စီတော့မှန်သွားပေးကြပါကျွန်တော်ကိုယ်ထက်ဘက်ကနေဒါတောင်းဆိုတာပါနော်ကျွန်တော်ကိုယ်မလေးဘက်ကလည်းလိုက်ရောပေးမယ်လို့မျှော်လင့်ပါတယ်နော်ဆိုရင်ကျွန်တော်3ညခုံ1ကျင်း358ဆိုတဲ့ဒီကလေးနဲ့ကပ်ပြီးတဲ့အခါမှာ3ညနဲ့ပတ်သက်ပြီးမေယော3ခွက်စပြီးတော့ခေါ်မယ်3ညပိုင်း3ညပတ်တီးနဲ့ပတ်သက်ပြီးမေယော3ခွက်ဒီ3ည3 3ည5 3ည8အဲ့ဒီမှာပြန်ကနန်းက3.5တက်ခွက်နော်3.5တက်ခွက်ပါနေဆိုတော့ပြောလို့မရဘူးကျွန်တော်ကကျွန်တော်ပြောခဲ့တာဗာပြောခဲ့ရလေဒီတစ်ပတ်မှာဗင်းမရာလုပ်လိမ့်မယ်နော်ဆိုတော့ကျွန်တော်3.5ဆိုတဲ့ပြန်ကနန်းတက်ခွက်ထည့်ပြီးတော့ဆော့ပေးပါနော်ကျွန်တော်ဘရီတာကိုပြောမလို့ပဲဆိုတော့ဘရီတာကြိုက်တယ်ဆိုတဲ့ကိုရီမတွေကလည်းဒါဘရီတာကိုဒီတနေ့အင်္ဂါရဲ့ဗိုလ်ရူးရဲ့2ရက်အတွင်းမှာဘရီတာလိုက်လို့ရတယ်ကျွန်တော်ကဘရီတာကြိုက်တယ်ဆိုတဲ့ကိုရီမတွေဘရီတာအင်္ဂါဗိုလ်ရူး2ရက်အတွင်းမှာဘရီတာလာဖို့ရရှိပါတယ်နော်ဆိုတော့ပရိသတ်လိုက်ကျင်နေဆိုရင်လိုက်ပါတချို့တွေကပရိသတ်ပါမှန်းမသိလို့နော်ပရိသတ်ဆိုတာကကျွန်တော်တို့ဒါအပူပါဝါနက်ခတ်10ပြေးကလွင်ကျန်တာအကုန်ပရိသတ်နော်အပူလွတ်မယ်10ပြေးလွတ်မယ်ကျွန်တော်တို့ပါဝါလွတ်မယ်နက်ခတ်လွတ်မယ်ညီကိုကျန်သေးတယ်ညီကိုလွတ်မယ်ဆိုရင်ပရိသတ်ပါဥပမာ13တို့အဲ့လိုမျိုးပေါ့နော်အနောက်မှာတွတ်သွားလို့ရတယ်လေ13တို့ပါတော့အဲ့လိုမျိုးအပူပါဝါပရိသတ်ညီကိုနက်ခတ်လွတ်တယ်ဆိုရင်
အဲ့ဒါပရိသပါဆိုတော့အင်္ဂါဖို့တို့2ရက်တွင်းမှာလည်းပရိသလာနိုင်ကြီးရှိတယ်ဆိုတော့ကျွန်တော်ဒီမှာ3ညနဲ့ပတ်သက်ပြီးမေရော3ခွက်ဒီ3ည3 3ည5 3ည8နော်အဲ့ဒါက3ညပိုင်း3ညပတ်ဒီနဲ့ပတ်သက်ပြီးမေရော3ခွက်3ညပြီးရခါမှာကျွန်တော်9နော်9ပိုင်း9ပတ်ဒီနဲ့ပတ်သက်ပြီးမေရော3ခွက်ဒီလေခွန်3ခွန်5ခွန်8ခွန်ပိုင်းခွန်ပတ်ဒီနဲ့ပတ်သက်ပြီးမေရော3ခွက်ဒီလေခွန်3ခွန်5ခွန်8နော်ဆိုတော့ကျွန်တော်ဒီမှာ3ညနဲ့ပတ်သက်ပြီးမေရော3ခွက်ခွန်2နဲ့ပတ်သက်ပြီးမေရော3ခွက်ပေါင်းမေရော6ခွက်ရလာပြီဆိုရင်ကျွန်တော်ဒီ6ခွက်ထဲကနေမှကျွန်တော်တို့အကြိုက်ဆုံးမေရောတစ်ခွက်ကောင်းလေးကိုတင်ထိုးအနေနဲ့ရွေးထုတ်သွားကြမယ်နော်တကွာကောင်းရွေးမထုတ်ခင်မှာကျွန်တော်တို့ထုံးစံအတိုင်းပဲဘိုင်ဘက်သီးလေးကိုရေဆုံးရွေးထုတ်သွားကြမယ်ဘိုင်ဘက်သီးကိုပြောပါဆိုရင်ကျွန်တော်တို့အင်္ဂါနေကုန်မှာကျွန်တော်ရဲ့အကြိုက်ဆုံးဘိုင်ဘက်သီးပါဆိုရင်9ဘိုင်9ဘက်သီးအင်္ဂါနေကုန်မှာကျွန်တော်ရဲ့အကြိုက်ဆုံးဘိုင်ဘက်သီးပါဆိုရင်ခွန်ဘိုင်ခွန်ဘက်သီးနော်ခွန်ဘိုင်ခွန်ဘက်သီးဒီဒါကျွန်တော်ရဲ့အကြိုက်ဆုံးဘိုင်ဘက်သီးအင်္ဂါနေကုန်လောက်နော်ဆိုတော့ကျွန်တော်တို့ဘိုင်ဘက်သီးကခွန်ဘိုင်ခွန်ဘက်သီးဖြစ်ပြီဆိုတာနဲ့ကျွန်တော်တို့တကွာကောင်းဒီလေခွန်ထိပ်စီးနဲ့ပဲလာရမယ်ခွန်ထိပ်စီးနဲ့လာပါမယ်ဆိုရင်ကျွန်တော်တို့မှာရွေးစရာခွန်3ခွန်5ခွန်8ဆိုတဲ့မေရော3ခွက်ရှိတယ်ဒီ3ခွက်ထဲမှာကျွန်တော်အကြိုက်ဆုံးတစ်ခွက်ကောင်းပါဆိုရင်ခွန်8ဆိုတဲ့9ပြိလေးပဲဖြစ်တယ်ဒီမှာထပ်ပြီးတော့ပြောစရာရှိအောင်မယ်ကျွန်တော်တို့3ည5ဆိုပြီး9ပြိကြီးရတနင်္လာညနေစီးရမှာဆင်းထားတာအင်္ဂါနေ့မှာ9ပြိထပ်လာနိုင်ပါအောင်မလားဆိုတာမျိုးကိုပေါ့နော်ကျွန်တော်က break နှလုံးရှိတယ်အင်္ဂါနေ့ကမှ3ညပြိ9ပြိပါပါ break 3ညပြိ9ပြိနှလုံးရှိတယ်ဖြစ်တဲ့အတွက်ကိုကျွန်တော်က9ပြိကိုပို့ကြိုက်တယ်ပြန်ကြ break ဒီပါဒီကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲစိတ်မဝင်စားဘူးကျွန်တော်ကြိုက်တာကိုကျွန်တော်ပေးတယ်နော်ကျွန်တော်ရဲ့ကိုရင်မကြီးဘက်က9 break ကိုကြိုက်ရင်ခွန်8တကယ်၍ငါပိတ်ကိုမကြိုက်ဘူးလာပြီးသားကြီးမလို့ဆိုရင်3ည break အနေနဲ့ခွန်3တစ်ခွက်ရှိသေးတယ်ခွန်ပိုင်းနဲ့ပဲနော်ခွန်ပိုင်းနဲ့ပဲ3ည break ကိုကြိုက်ရဆိုရင်ခွန်3တစ်ခွက်ရှိသေးတယ်ခွန်3ည break ကိုကြိုက်တယ်ဆိုရင်ခွန်3တစ်ခွက်ကောင်းအန်တိုနီနဲ့တင်စောလို့ရတယ်ကျွန်တော်ကဒါ9 break ကိုကြိုက်တဲ့အတွက်ကိုခွန်8ကိုယူပြီးထားတာဖြစ်တယ်နော်ဆိုတော့ကျွန်တော်ဝေမာတွေအနေနဲ့နားလည်မယ်လို့ထင်ပါတယ်အားလုံးပဲသဘောပေါက်ကြလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်ဆိုတော့ကျွန်တော်တို့ break လည်းပြောပြီးသွားပြီလုံးမိုက်ပတ်တိမေရော6ခွက်တစ်ခွက်ကောက်အကုန်လုံးခေါ်ပေးပြီးသွားပြီဆိုတဲ့အခါမှာကျွန်တော်ရဲ့ကိုရင်မတွေအားလုံးပဲအရှိမကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲအင်္ဂါနေ့မှာလည်းကျွန်တော်ရဲ့ကိုရင်မတွေနဲ့ကျွန်တော်နဲ့အတူတူပဲကန်ဆက်ချင်နေပေါ့နော်ကျွန်တော်ပေါက်တယ်ရတယ်ဆိုရင်ကျွန်တော်ကိုရင်မတွေလည်းပေါက်ရမယ်ရရမယ်အကယ်၍ဒါကျွန်တော်မပေါက်ဘူးမရဘူးဆိုရင်လည်းကျွန်တော်ကိုရင်မတွေပေါက်မှရမှာမဟုတ်ဘူးပေါ့နော်ဆိုတော့အားလုံးပဲကိုလပါမင်္ဂလာရှိသောညချမ်းလေးဖြစ်ကြပါစေမနက်ဖြန်မှာကျွန်တော်ဝီမာတွေလည်းရကြပါစေကျွန်တော်လည်းပေါက်ပါစေဗောဗျာဆိုတော့အားလုံးပဲကိုလပါ